ငါးနှစ်တူတော်လဲငါမဟုတ်ကြောင်းခွဲခြားမြင်ခဲ့သောထိုမြတ်ဝန်းအရစ်တိုတယ်ဝေလငါးရဲ့ဖြန်ရဲ့လင်းပိုင်ရဲ့မှာဘဲတတဝါဟာငါးမျိုးထဲမှာပါတယ်လဲလို့ညီလေးတို့ကိုမေးခဲ့လျင်ဘလို့ဖြေကြမလဲဝေလငါးပါလို့ဖြေမိကြမှာပေါ့အမှန်တော့ဝေလငါးဟာငါအစ်စ်မဟုတ်ဘူးကွညီလေးတို့အကိုကြီးတို့လိုနို့တိုက်တတဝါမျိုးဖြစ်တယ်လို့ပြောလျင်ညီလေးတို့တွေဟဲခနဲ့အံ့ဩသွားကြလိမ့်မယ်ညီလေးတို့ကဝေလငါကိုငါဖြစ်တယ်လို့ရုတ်တရက်ဖြေလိုက်တာကိုအကိုကြီးအပြစ်မပြောလိုပါဘူးကြည်လေဝေလငါကရေထဲမှာနေတယ်ငါးတကောင်လိုပဲအမီးတွေရေရက်တွေပါနေတယ်ဆိုတော့ရုတ်တရက်ငါလိုပဲထင်မိကြတာမဆန်းဘူးပေါ့အမှန်တော့တတဝါတွေကိုသူတို့နေတဲ့ပတ်ဝန်းကျင်နဲ့ပြင်ပပုံပန်းကိုကြည့်ပြီးအမျိုးအစားသတ်မှတ်တာဟာမပြည့်စုံဘူးကွမြန်မာပြည်မှာနေတိုင်းပစိုးဝတ်ထားတိုင်းမြန်မာလူမျိုးလို့ပြောလို့မရသလိုပဲပေါ့ကွယ်မျိုးခွဲနည်းပညာကိုကဘာပေါ်မှာသိပ္ပံနည်းကြပထမဆုံးဖော်ထုတ်ခဲ့သူကတော့ဟိုးနှစ်ပေါင်း2300ကျော်လောက်ကဂရိနိုင်ငံမှာပေါ်ပေါက်ခဲ့တဲ့သိပ္ပံပညာရှင်ကြီးအရစ်တိုတယ်ဖြစ်တယ်သူ့ကို BC 284ခုနှစ်လောက်ကဂရိနိုင်ငံမြောက်ပိုင်းစတာဂဲလော့စ်မြို့ကလေးမှာမွေးဖွားအားခဲ့တဲ့အဲ့ဒီအချိန်တုန်းကဂရိနိုင်ငံဟာဥရောပတိုက်တိုက်လုံးမှာယဉ်ကျေးမှုအထွန်းကားဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့တာပေါ့ကွယ်အရစ်တိုတယ်ဟာအသက်18နှစ်သားအရွယ်မှာအာဘီနက်မြို့မှာရှိတဲ့ပညာရှိကြီးပလေတိုထံမှာပညာစည်းပူးခဲ့တဲ့သူဟာငယ်ငယ်ကလေးတည်းကစူးစမ်းတာဝါသနာပါလေတော့ကြက်ဥကနေကြက်ကလေးဘလို့အစင်းစင်ပြောင်းလဲလာတယ်ဆိုတာအသေးစိတ်တိတိကျကျလေ့လာပြီးဖော်ပြခဲ့တယ်အခြားအကောင်မျိုးမျိုးအပင်မျိုးမျိုးကိုလည်းစနစ်တကျလေ့လာခဲ့လို့ပလေတိုရဲ့အကယ်ဒမီယာဆိုတဲ့ကျောင်းတော်ကြီးမှာအတော်ဆုံးတစ်ပည့်ဖြစ်ခဲ့တဲ့ဆရာကြီးပလေတိုကတော့တခြားကျောင်းသားတွေရဲ့ခေါင်းထဲမှာအဝိဇ္ဇာပဲရှိတယ်အရစ်တိုရဲ့ခေါင်းထဲမှာတော့ဉာဏ်ပညာရာဒီနဲ့ပြည့်နေတယ်လို့ချီးကျူးပြောဆိုခဲ့ရတယ်ဒီလိုနဲ့အရစ်တိုတယ်ဟာအနှစ်20လုံးအရှိအလဲပိုင်းဒေသတဝန်းလုံးကိုလှည့်လည်သွားလာပြီးအပင်တွေအကောင်တွေကိုလေ့လာကာသိပ္ပံကျမ်းပေါင်းများစွာကိုရေးနိုင်ခဲ့တယ်အထူးသဖြင့်တိရစ္ဆာန်မျိုးမျိုးကိုပိုပြီးစိတ်ဝင်စားခဲ့တယ်ဒါကြောင့်လည်းပဲနောင်လာနောက်သားတွေကအရစ်တိုတယ်ကိုဇီဝဗေဒပညာ၏ဖခင်ကြီးရဲလို့တင်စားခေါ်ဝေါ်ခဲ့တာပေါ့ကွယ်ရှေးတုန်းကဝေလငါးဟာအခုလိုမရှားပါသေးဘူးနေရာတိုင်းမှာတွေ့နိုင်တယ်ဂရိနိုင်ငံမှာလည်းအများကြီးတွေ့ရတယ်ဝေလငါးကရေထဲမှာနေပြီးအမီးတွေရေရက်တွေနဲ့ကူးခတ်သွားလာနေလေတော့အေယာမငါးတတဝါကြီးတွေလို့လူတိုင်းကထင်မှတ်ခဲ့ကြတာမဆန်းဘူးပေါ့ကွယ်ဒါပေမဲ့အရစ်တိုတယ်ကတော့သူများတွေလိုအပေါ်ယံလောက်ကိုသာကြည့်ပြီးအလော30မဆုံးဖြတ်ဘူးဝေလငါးဟာငါးနဲ့တူတာမှန်ပေမဲ့ငါးနဲ့ခြားနားချက်တွေကိုလည်းသတိထားကြည့်ရှုမိတယ်ငါးဆိုတာအကျေးခွန်ရှိတယ်ပါဟတ်နဲ့အသက်ရှူတယ်ဥကပေါက်တယ်ဝေလငါးမှာကအကျေးခွနန်းလည်းမရှိဘူးပါဟတ်နဲ့အသက်မရှူပဲအဆုပ်နဲ့အသက်ရှူတယ်ဥကမပေါက်ပဲအကောင်လိုက်မွေးဖွားတယ်ပြီးတော့သားငယ်တွေကိုနှိုးချိုတိုက်ကျွေးပြန်သေးတယ်ဒီလိုဆိုရင်ဝေလငါးဟာရေထဲမှာနေတာမှန်ပေမဲ့ငါးနဲ့တူပေမဲ့ငါမဖြစ်နိုင်ဘူးကုန်းပေါ်မှာနေထိုင်ကြတဲ့တတဝါတွေတဲကအဆင့်တန်းအမြင့်မားဆုံးဖြစ်တဲ့နိုးတိုက်တတဝါပဲဖြစ်ရမယ်လို့အရစ်တိုတယ်ကကောက်ချက်ချလိုက်တယ်သက်ရှိတွေရဲ့တူညီတဲ့အရေးချင်းတွေကိုနှိုင်းယှဉ်ပြီးအုပ်စုခွဲတဲ့ပညာကိုသိပ္ပံပညာရဲ့ထဲမှာတက်ဆိုနိုမီတရုတ်ခွဲလေ့လာပညာလို့ခေါ်တယ်ကွဒီလိုဆိုရင်အရစ်တိုတယ်ဟာတတ္တဗေဒဘာသာရဲ့နယ်ပယ်မှာတရုတ်ခွဲလေ့လာခြင်းပညာရဲ့ကိုပထမဦးဆုံးအသုံးပြုခဲ့တဲ့ပညာရှင်ကြီးလို့ခေါ်ရမှာပေါ့ကွယ်သူဟာတတဝါတွေရဲ့အယိုးရှင်းဆုံးဖွဲ့စည်းတည်ဆောက်ပုံကနေအရှုပ်ထွေးဆုံးအဆင့်အထိစနစ်တကျလေ့လာပြီးဝေလငါးဟာလူမြင့်သမင်စတဲ့အမြင့်မားဆုံးနိုးတိုက်တတဝါပဲဖြစ်တယ်လို့ပြောင်မြောက်စွာဖော်ထုတ်နိုင်ခဲ့တယ်ဒါဟာတတ္တဗေဒလောကကြီးမှာအလွန်ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ဆိုကြရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့သူမတိုင်ခင်ကပညာရှင်အားလုံးဟာဝေလငါးတို့လင်းပိုင်တို့ကိုငါးအုပ်မျိုးအုပ်စုထဲမှာထည့်ထားခဲ့ကြလို့ပဲဖြစ်တဲ့အမှန်တော့အရစ်တိုတယ်ဟာလုံးဝအမှားကင်းတဲ့ပညာရှင်တယောက်တော့မဟုတ်ရှာပါဘူးကွသူ့ဆရာကြီးဖြစ်တဲ့ပလေတိုရဲ့သင်ကြားချက်ကိုမျက်စိမိတ်ယုံကြည်ခဲ့သူဖြစ်လေတော့တဘာဝတရားကြီးမှာရေလေးမြေမီးဆိုတဲ့ဓာတ်စင်လေးမျိုးသာရှိပြီးလေဟာနယ်ဆိုတာမရှိကြောင်းပိုးမွှားရင်ကောင်များသည်အမိုက်တိုင်းမှတဆင့်ဖြစ်လာကြောင်းစသည်ဖြင့်ဒီနေ့သိပ္ပံအမြင်နဲ့ကြည့်လိုက်ရင်အလွန်မှားယွင်းတဲ့အယူအဆတွေကိုလည်းဖော်ထုတ်ခဲ့သေးတယ်ဒါဟာလဲခွင့်လွှတ်တဲ့အမှားတွေပေါ့ကွယ်
သိပ္ပံပညာရဲ့သဘာဝကိုထာဝရအကျွမ်းမဲ့မှန်ကန်တဲ့တရားကိုလက်မခံဘူးလေနယူတန်ရဲ့လက်ထက်ကအမှန်တရားဟာအိုင်စတိုင်းလက်ထက်ကျတော့သုံးမရတော့သလိုပေါ့ကွယ်အခုလိုသိပ္ပံပညာရဲ့တွေဒီအလားတိုးတက်နေတဲ့ခေတ်ကြီးမှာ theory တို့သဘောတရားတို့ဆိုတာအမြဲပြောင်းလဲနေတဲ့ကြောင်းပိုပြီးထင်ထင်ရှားရှားတွေ့လာရတာပဲမဟုတ်လားဒီတော့မိမိရဲ့တပည့်တပန်းတွေနဲ့လွတ်လွတ်လပ်လပ်ဆွေးနွေးသုတေသနပြုမှုကြောင့်သိပ္ပံပညာရဲ့ကြီးတစ်ခုလုံးရဲ့အခြေခံစည်းမျဉ်းကြီးတွေကိုဖော်ထုတ်နိုင်ခဲ့တဲ့ဆရာကြီးအရစ်စတိုတယ်ရဲ့ကြီးမြတ်ဆူးရှလှတဲ့မျက်ဝန်းအစုံကိုတော့အကိုကြီးတို့ညီလေးတို့ကဂုဏ်ပြုအတူယူကြရမှာပေါ့ကွယ်ဝေလငါတို့လင်းပိုင်တို့ကိုငါးအုပ်မျိုးအုပ်စုထဲမှာထည့်ထားခဲ့ကြလို့ပဲဖြစ်တယ်အမှန်တော့အရစ်စတိုတယ်ဟာလုံးဝအမှားကင်းတဲ့ပညာရှင်တစ်ယောက်တော့မဟုတ်ရှာပါဘူးကွသူ့ဆရာကြီးဖြစ်တဲ့ပလေတိုရဲ့သင်ကြားချက်ကိုမျက်စိမိတ်ယုံကြည်ခဲ့သူဖြစ်လေတော့တဘာဝတရားကြီးမှာရေလေးမြေမီးဆိုတဲ့ကျက်စင်လေးမျိုးသာရှိပြီးလေဟာနယ်ဆိုတာမရှိကြောင်းပိုးမွှားရင်ကောင်များသည်အမိုက်တရိုင်းမှတဆင့်ဖြစ်လာကြောင်းစသည်ဖြင့်ဒီနေ့သိပ္ပံအမြင်နဲ့ကြည့်လိုက်ရင်အလွန်မှားယွင်းတဲ့အယူအဆတွေကိုလည်းဖော်ထုတ်ခဲ့သေးတယ်ဒါဟာလည်းခွင့်လွှတ်တဲ့အမှားတွေပေါ့ကွယ်သိပ္ပံပညာရဲ့သဘာဝကိုထာဝရအကျွမ်းမဲ့မှအန်ကန်တဲ့တရားကိုလက်မခံဘူးလေနယူတန်ရဲ့လက်ထက်ကအမှန်တရားဟာအိုင်စတိုင်းလက်ထက်ကျတော့သုံးမရတော့သလိုပေါ့ကွယ်အခုလိုသိပ္ပံပညာရဲ့တွေဒီအလားတိုးတက်နေတဲ့ခေတ်ကြီးမှာtheory တို့သဘောတရားတို့ဆိုတာအမြဲပြောင်းလဲနေတဲ့ကြောင်းပိုပြီးထင်ထင်ရှားရှားတွေ့လာရတာပဲမဟုတ်လားဒီတော့မိမိရဲ့တပည့်တပန်းတွေနဲ့လွတ်လွတ်လပ်လပ်ဆွေးနွေးသုတေသနပြုမှုကြောင့်သိပ္ပံပညာရဲ့ကြီးတစ်ခုလုံးရဲ့အခြေခံစည်းမျဉ်းကြီးတွေကိုဖော်ထုတ်နိုင်ခဲ့တဲ့ဆရာကြီးအရစ်စတိုတယ်ရဲ့ကြီးမြတ်ဆူးရှလှတဲ့မျက်ဝန်းအစုံကိုတော့အကိုကြီးတို့ညီလေးတို့ကဂုဏ်ပြုအတူယူကြရမှာပေါ့ကွယ်